ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တကြံအကြနေပဲဖြစ်ပါတယ်တကြံအကြနေမှာအောင်းသူဝယ်သူကအဆင်ပြေအောင်ရောင်းသူဝယ်သူအဆင်ပြေအောင်အကျိုးဆောင်ပေးလိုက်တယ်ကိုကြီးမင်းခန့်ကျေးဇူးရမ်းတင်တယ်တကြံအကြနေလေကိုကြီးမင်းခန့်ကျွန်တော်စီကိုလာတယ်ဗျာလာပြီးတော့ကိုစောဆက်တဲ့ကားလေးကိုလာပြီးရအောင်ဝယ်ပြီးလို့ကွက်ပဲကျေးဇူးရမ်းတင်တယ်ကွာဝယ်တဲ့အကိုရောင်းတဲ့အကိုလည်းကျေးဇူးရမ်းတင်တယ်အခုဘယ်မျိုးနေရလဲကိုကျွန်တော်စမ်းပြီးဘက်ကနေလာခဲ့တာစမ်းပြီးကနေလာပြီးတော့ hijack ကားလေးကိုရောင်းပေးတာဒီကဲ share လေးနဲ့ AC power အစုံပါတယ်ကားလေးတော်တော်မိုက်တယ်ဗျာဒီကားလေးကို auto လေးနဲ့အခု manual မမောင်းဘူးเนาะအဆင်မပြေဘူးเนาะဟုတ်တယ်အမမှန်တယ်မောင်းလို့အဆင်မပြေလို့မလို့ auto ချိန်လိုက်တာ auto လေးနဲ့ကိုစီကိုလာပြီးယုံကြည်နဲ့လာတော့ယုံကြည်လေးကဒီပါကားလေး share လေး 5K လေး auto လေး AC power အစုံပါတယ် air con လေးအေးတယ်ဒီကားလေးကိုရောင်းသူဝယ်သူနှစ်ဦးနှစ်ဖက်အဆင်ပြေအောင်အကျိုးဆောင်ပေးဒီမလေးအဆင်ပြေလားပြေပါတယ်ဒီမလေးကဘယ်မျိုးနေရလဲမင်္ဂလာတော့လာပြီးလာရောက်အားပေးလို့ကျေးဇူးရမ်းတင်ပါတယ်တူးချင်းတယောက်ချင်းစီတိုင်းကိုကျေးဇူးရမ်းတင်တယ်ဒီလိုကားလေးရောင်းချင်တဲ့ဝယ်ချင်လဲဆို9000ဆောင်းပါတင်းငါ့ကိုဆက်ပေးပါကျေးဇူးရမ်းတင်ပါတယ်ဒီမလေးနော်ဟုတ်ကဲ့ပါအခုလိုပြပြကျေးဇူးရမ်းတင်တယ်ဒီမှာ hijack ကလေးဂျာမနီကြီးနဲ့ကားလေးကအော်စီလဲကြံစီလဲပြန်စီလဲပါတယ်ဒီကားလေးရောင်းသူဝယ်သူအဆင်ပြေအောင်ကိုဒီမင်းခန့်နဲ့ဒါဒီနေ့မင်္ဂလာလေးပဲဟုတ်တယ်ပြောတယ်ကျွန်တော်မလာဘူးကိုကကြည့်ပြီးတော့ဝယ်လာကျွန်တော်ပြောနေကျေးဇူးတင်တယ်ဗျာကျွန်တော်မလို့ဘူးလေကိုကြောင့်ပါမရှိအပြည့်ပေးတယ်ကိုတော်နဲ့ကြည့်လိုက်ကြိုက်ရင်ဝယ်လာတဲ့ပတ်စံဆွဲထည့်ပေးမယ်လို့လေနေကြအခုโอเคပါအားလုံးကျေးဇူးများတင်ပါတယ်တတာကိုကျသွားကျေးဇူးတင်ပါတယ်တူးချင်းတယောက်ချင်းစီကျေးဇူးတင်တယ်ဘာလို့သေးလဲကိုဘာလို့သေးလဲဘာမလို့ကျေးဇူးတင်ပါတယ်โอเคကနေနဲ့မိုက်တယ်ဗျာအကိုကြီးကျေးဇူးပါကိုကြီးမင်းခန့်ဒီချက်မကအဆဆအရာကိုပါပါစေအောင်မြင်ပါစေကြီးပွားပါစေတတာလက်ကီးလေးဖြစ်ပါစေဒီဝယ်တဲ့ကားလေးနဲ့ကားလေးကောင်းတော့စိတ်ချမ်းသာတယ်ဗျာကားလေးကောင်းကောင်းလေးဝယ်ပေးရတော့စိတ်ချမ်းသာတယ်ဗျာအော်တိုဂီယာလည်းဖြစ်တယ်ဗျာပစ္စည်းလည်းအစုံပါတယ်နေ့စဉ်ရက်ဆက်တလားလုံးကြိုက်တဲ့အချိန်အခုလို့စုံမခွဲထားတဲ့အချိန်မျိုးမှာကြိုက်တဲ့အချိန်ထွက်လို့ရတယ်ဒါမျိုးကဘာမှပူတယ်လည်းမျိုးသူရတဲ့နဲ့တတအားလုံးပဲကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်ဒီစုံသွားပြီဟုတ်ကဲ့ညီမလေးပြီးတော့23ရက်နေ့ဟုတ်ညီမပဲလာမှာဆိုညီမမောင်းလာမှာလားလက်ဆင်ရှိလို့လားဒီတက်တော့မောင်းလို့မရဘူးမောင်ရရရရလောက်လဲလာနေမသိဘူးကျမတို့ကိုကြီးဒီမှာ